皆さん Amazing Jersey မှာအမေးအများဆုံးဖြစ်တဲ့အကျွေးစနစ်ရှိလားဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီနေ့မှာအကျွေးစနစ်ကိုလည်းရှောက်ထားခြင်းနဲ့ခိုင်းပေါ်ဆိုတဲ့ program ကိုလည်းစိတ်ဝင်စားရမယ်ဂျပန်ကိုလည်းအမြင်ရောက်ချင်တဲ့ဆိုတဲ့သူတွေအတွက်ကိုရွေးချယ်တဲ့ program တွေကိုဆန်းရမိတ်ဆက်တော်ပြီးမှဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုစောင့်ကြည့်လိုက်ပါ皆さんこんにちは Amazing 日本語学校ですお久しぶりですအားလုံးမင်္ဂလာပါတွေ့ရကြပါပြီဒီနေ့ဆန်းရကတော့ဒီ Amazing Jersey မှာခိုင်းပေါ် program တွေအများကြီးရှိတယ် scholarship program တွေ scholarship မှာငွေကြေးအများကြီးရတဲ့ scholarship program တွေရှိတယ်ဒါပေမဲ့အောင်လက်မှတ်လိုတာတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင်ကို့မှာအောင်လက်မှတ်ကနည်းနည်းလေးပဲရှိသေးတယ်ဒါပေမဲ့မြန်သွားခြင်းနဲ့ဆိုတဲ့သူတွေလည်း program တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒီ program တွေမှာစနေတို့ကအခုဒီနေ့မှာဆိုလို့ရှိရင်မနစ်ကသွားတဲ့ကလေးလိုမျိုးပဲအကျွေးစနစ်ကိုစီစဉ်ထားပေးတယ်ဆိုတဲ့အကြောင်းပြောချင်တာရဲ့ပြီးတော့ဒီအကျွေးစနစ်ကိုလည်းစနေတို့ကလူဦးရေအကန့်အသတ်နဲ့စီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်လျှောက်ထားဖို့လိုတဲ့အကြောင်းလေးဆိုတဲ့အကြောင်းကိုဒီဗီဒီယိုမှာပြပြချင်တာဖြစ်တယ်အဲ့တော့စနေတို့မှာဒီတိုကျိုဖူဆာမှာရှိတဲ့အကြောင်းကိုရှောက်လို့ရတယ်ပြီးလို့ရှိရင်ဟီရိုရှီမာကိုရှောက်လို့ရတယ်ပေါ့နော်အဲ့တော့တိုကျိုဖူဆာကတော့ N5 level လောက်ဆိုလို့ရှိရင်ရှောက်လို့ရပြီအဓိကတော့ N5 အောင်ထားရင်တော့ဂျပန်လာဝကမှာပြဿနာမရှိနိုင်ဘူးပေါ့နော်စနေတို့အနေနဲ့တော့လက်ခံနေဆိုပေမဲ့လို့လာဝကအနေနဲ့ကတော့ N5 လက်မှတ်ကိုတောင်းလာကြပြီပေါ့နော်မိနာဆန်တို့သိတဲ့အတိုင်းပဲအခုကဒီတဖြည်းဖြည်းနဲ့ဂျပန်လာဝကကအကုန်လုံးကိုတရရချင်းစီတင်းကျပ်လာတဲ့အခြေအနေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီခိုင်းကုန်နဲ့ပဲဖြစ်ဖြစ်ဘာနဲ့ပဲဖြစ်ဖြစ်ဂျပန်ကိုမြန်သွားခြင်းနဲ့ဆိုတဲ့သူတွေကရအောင်လက်မှတ်တစ်ခုခုကိုnet တော်၎င်းJSAT တော်၎င်းGLPT တော်၎င်းမြန်တဲ့စာမေးပွဲတစ်ခုကိုဝင်ဖြည့်ထားဖို့စံချက်ကဒီဗီဒီယိုမှာတခါတည်းအကြံပေးခြင်းနဲ့ပြီးတော့ဒီထဲမှာ N4 အောင်လက်မှတ်ရှိထားတဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတဲ့အချက်ကိုပြောပြမယ်ဟီရိုရှီမာဆိုတဲ့မြို့ကြီးမှာရှောက်လို့ရမယ်ဟီရိုရှီမာဆိုတာတကယ်နာမည်ကြီးရဲ့မြို့ပေါ့နော်ဂျပန်ရဲ့မြို့ကြီးဖြစ်တယ်အဲ့ဒီထဲမှာသူကကျောင်းသားကအပြင်ကိုအဆောင်လက6လကအဆောင်လက6လစာဆိုတာကမြန်မာငွေ390နီးပါးလောက်ရှိတယ်ဆိုတော့မြန်မာငွေ390နီးပါးကလည်းသူထပ်ရအောင်မယ်ပြီးတော့ဂျပန်ရောက်ရောက်ချင်းမှာအချိန်ပိုင်းလောက်ကချက်ချင်းမရနေခြင်းအတွင်းမှာလည်းနေထိုင်စားသောက်ဖို့အတွက်ဆိုပြီးတော့မှထောက်ပံ့ကြီးပါထည့်ရသေးတယ်ဆိုတော့ဟိုးအရင်သွားခဲ့တဲ့သူတွေနဲ့ရှင်းလိုက်လို့ရှိရင်အခုနောက်ပိုင်းမှာ N4 level နဲ့ရှောက်လို့ရတဲ့အချိန်မှာဒီ program အကောင်းဆုံးပဲဆိုတော့ဒါကိုလည်းအမြန်ဆုံးစီးရင်ပေးဖို့လိုတယ်ဖောင်က20နှစ်နေမှာပိတ်မှာဖြစ်တယ်ဟီရိုရှီမာမှာပေါ့နော်အဆောင်လက free ရမယ်အဆောင်လက6လက free ရမယ်ဒီ scholar ကိုရှောက်ချင်လို့ပါဆိုပြီးတော့မှအမြန်ဆုံးဆက်သွယ်လို့ရတယ်ဒါကတစ်ခုပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ကျမတို့ကတော့အခုမှဒီ N5 ကိုတင်နေတော့N5 လေးပဲရှိသေးတယ် N4 မရှိသေးဘူးဆိုရင်လည်းမပူနဲ့ရွေးလို့ရသေးတယ် N5 နဲ့လည်းရွေးလို့ရတယ်သူကတော့အကြောင်းလကတစ်နှစ်စာ free ရမှာဒါကတော့တိုကျိုမြို့မှာထုတ်ရမှာပေါ့နော်ဆိုတော့မြို့ကြီးပဲအဲ့ဒါကလည်းရှေ့မှာစီနီယာတွေအများကြီးရှိရယ်နေ့စဉ်နဲ့တိုင်းပို့နေကြအကြောင်းလည်းဖြစ်တယ်ဒီနှစ်မှာတော့လူကြီးနည်းနည်းလေးရော့ပြီးတော့ခေါ်သွားမှာဖြစ်တယ်အဲ့တော့များတိုးမှရမယ်ပေါ့နော်လူကြီးကိုရော့ပြီးခေါ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကျွေးစနစ်ကလည်းလူကြီး20ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့စနေတို့ကို Google Form မှာစီးရင်သွင်းပေးပါပြီးရင် form ရဲ့ထဲမှာဘယ်program ကိုစိတ်ဝင်စားတာလဲ N5 နဲ့ကိုစိတ်ဝင်စားတာလား N4 နဲ့ဟီရိုရှီမာကိုစိတ်ဝင်စားတာလားဆိုတဲ့ဟာကိုစနေတို့အမြန်ဆုံးရှင်းပေးပါစနေတို့ကလိုအပ်တယ်လို့ seminar လုပ်ပြီးတော့မှအမြန်ဆုံးခေါ်သွားပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်မတတ်နဲ့